မင်းသုံးဆက်ရဲ့မိဖုရားဖြစ်မယ်လို့နမိတ်ဖက်ခံခဲ့ရသူမိဖုရားဖွာစောမိဖုရားဖွာစောဆိုတဲ့နာမည်ကိုငယ်ငယ်ကကျောင်းစာအုပ်တွေမှာကလေးကကောင်းကောင်းကြီးရင်းနှီးကြပြီဖြစ်မှာပါဒါပေမဲ့မြမသမိုင်းရဲ့ပကံရာဇဝင်မှာထင်ရှားကြော်ကြားပြီးဖွာစောလို့အမည်ခံတဲ့မိဖုရားရည်အတွက်ကအနည်းဆုံး3ဦးရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီမိဖုရားတွေကမှပထမဆုံးတစ်ဦးကတော့10တန်းမှာတင်ကြားခဲ့ရတဲ့မိဖုရားဖွာစောကြောက်စာကိုရေးထုတ်ခဲ့သူစောမင်းဝိုင်းဖြစ်ပြီးသူမဟာဆိုရင်နရသိန်ကဥစ္စာနာမင်းသားရဲ့မိဖုရားနှစ်ပါးအနက်မှတစ်ပါးဖြစ်ပါတယ်ဒုတိယမိဖုရားဖွာစောကတော့နရတိဟာပတိမင်းတို့ရဲ့မိဖုရားကောင်ဖြစ်ခဲ့သူစောလဝံဖြစ်ပြီးနောက်ဆုံးတစ်ယောက်ကတော့ကျော်စွာဘုရင်နဲ့စောနှစ်ဘုရင်တို့ရဲ့မိဖုရားတစ်ပါးဖြစ်တဲ့တမတိဖွာစောပဲဖြစ်ပါတယ်တမတိဖွာစောဟာဆိုရင်စောလဝံရဲ့ညီမဖြစ်တယ်လို့မှတ်တမ်းမှတ်ရာအချို့မှာဖော်ပြထားတာကိုတွေ့ရပေမဲ့ဒီအချက်နဲ့ပတ်သက်လို့ကတော့ရာဇဝင်ဆရာတွေတမိုင်းပညာရှင်တွေကအတိအကျအတိပြုပေးထားတာမျိုးမရှိပါဘူးအခုဖော်ပြပေးသွားမှာကတော့ပကံခေတ်နောက်ပိုင်းကာလတုန်းကမြန်မာနိုင်ငံကိုအုပ်ချုပ်မင်းလုပ်ခဲ့ကြတဲ့ဦးဇနာနဲ့တားတော်နရတိဟာပတိတို့လက်ထက်မှာထေရှားခဲ့သူမိဖုရားဖွာစောခေါ်မင်းသုံးဆက်ရဲ့မိဖုရားဖြစ်မယ်လို့နမိတ်ဖက်ခံခဲ့ရသူစောလဝံအကြောင်းကိုတင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်စောလဝံလို့ငယ်နမဲတွင်နဲ့မိဖုရားဖွာစောကိုခရစ်နှစ်1940ကနေ1944ခုနှစ်အကြားမှာမွေးဖွားခဲ့တာဖြစ်ပြီးပါဇက်ရာဇဝင်ရဲ့အရာဆိုရင်စောလဝံရဲ့မွေးဖွားရာဇာတိဟာပုပ္ပတောင်ကြီးအနီးရှိစိတ်ထိန်ကမ်းပြူရွာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်အဆိုပါပါဇက်ရာဇဝင်တွေမှာပါဝင်တဲ့နောက်ထပ်အချက်တွေကတော့စောလဝံရဲ့ဖခင်ဖြစ်သူဟာတောင်သူကြီးတစ်ယောက်ဖြစ်ပြီးစောလဝံဟာလေနောက်တစ်ချိန်မှာတိုင်းပြည်ရဲ့မိဖုရားကောင်ဖြစ်မယ်ဆိုတဲ့အတိတ်နမိတ်တွေကိုငယ်စဉ်ကလေးကထူးခြားစွာကြုံတွေ့ခဲ့ရသူဖြစ်တယ်ဆိုတာပါပဲအဲ့ဒီတဲကမှပထမဖြစ်ရကတော့လူမှန်မသိတတ်သေးခင်အချိန်တုန်းကဖခင်ဖြစ်သူတောင်သူကြီးနဲ့အတူလဲထွန်လိုက်သွားတဲ့အခါမှာအိပ်ပျော်နေစဉ်အတွင်းငန်းမွေကြီးတစ်ကောင်ရဲ့ပပြင်းထောင်အုံမိုးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်ငန်းမွေဆိုတာမျိုးကမွေတို့ရဲ့ဘရင်အဖြစ်သတ်မှတ်ခံထားရတဲ့တရားဖြစ်တာကြောင့်လူတစ်ယောက်ကငန်းမွေရဲ့ဥခိုက်တာကိုခံရပြီဆိုရင်အဲ့ဒီလူဟာဧကမုတ်ချမင်းအဖြစ်ကိုရောက်ရှိမဲ့နမိတ်ဖြစ်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်လေကမ်းပြူရွာရဲ့ရွာဦးကျောင်းဆရာတော်ကဒီကလေးမဟာနောက်တစ်ချိန်မှာတိုင်းပြည်ရဲ့မိဖုရားဧကရီဖြစ်လာမဲ့နမိတ်ရှိတယ်လို့မိန့်ကြားခဲ့ပါတယ်။နောက်ထပ်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကတော့အသက်12နှစ်အရွယ်စောလဝံစိုက်ပျိုးထားတဲ့မြက်လေးပင်ကနေပုံညက်ချက်ရာနဲ့ဇကားဆိုတဲ့ပန်းသုံးမျိုးဖူးပွင့်လာတာပဲဖြစ်ပါတယ်။ဒီနမိတ်ကြောင့်ပဲသူမဟာမင်းသုံးဆက်ရဲ့မိဖုရားရာကိုရောက်ရှိလိမ့်မယ်လို့နမိတ်ဖက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလအတွင်းမှာငယ်စဉ်တုန်းကဖြစ်ပေါ်ခဲ့တဲ့အတိတ်နမိတ်တွေအတိုင်းသူမရဲ့ဘဝကံကြမ္မာအနေထားကစတင်ပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်။အဲ့ဒါကတော့နတော်လာရောက်တဲ့အချိန်တိုင်းပုပ္ပါတောင်ကိုတက်ပြီးမင်းမဟာဂေရိနတ်မောင်နှမကိုပူဇော်လေးရှိတဲ့ဥဇနာမင်းကကံပြူရွာကိုဝင်ရောက်လှည့်လည်တဲ့အခါမှာပန်းတီကုန်းနေတဲ့စောလဝင်းလေးကိုသဘောကျနှစ်ချိုက်မိခဲ့တာပဲဖြစ်ပါတယ်။ဒါရီဟာပါဇက်ရာဇဝင်နဲ့တမိုင်းနောက်ခံဇလန်းတွေမှာဖော်ပြထားတဲ့အချက်တွေကောက်ယူဖော်ပြထားတာဖြစ်ပြီးတမိုင်းကျောက်စာတွေအရဆိုရင်တော့အဆိုပါဖော်ပြချက်တွေဟာကွဲလဲမှုတွေရှိနေတာကိုတွေ့ရပါတယ်။မင်းနဲ့သူရက်မှာရှိတဲ့စောလဝံဖျားကျောက်စာမှာမြင်တွေ့ရတဲ့ဖော်ပြချက်တွေမှာဆိုရင်ကျောက်စာကိုရေးထုတ်ခဲ့သူသခင်ရဇသူဖွာစောဟာတရုတ်ပြင်းပြင်းခေါ်နရတိဟာပတိမင်းရဲ့မိဖုရားဖြစ်ပြီးဇာတိဟာဖြစ်တောင်သူကြီးမျိုးရိုးမှဆင်းသက်လာသူမဟုတ်ပဲပကံနန်းရိုးမင်းသမီးတစ်ပါးဖြစ်တယ်လို့သိရပါတယ်။ကျောက်စာရဲ့ဖော်ပြချက်အရဖွာစောရဲ့ဖိုးရည်ဖြစ်သူဟာသာသနာတက္ကရာ998ခုနှစ်ကနေ611ခုနှစ်အထိပကံထီးနှန်းကိုစိုးစံခဲ့တဲ့ကြစွာမင်းကြီးဖြစ်ပြီးအဖွားဖြစ်သူကတော့မင်းကြီးရဲ့မိဖုရားတွေကတစ်ပါးဖြစ်တဲ့စောမင်းလဖြစ်ပါတယ်။ဖွာစောရဲ့မေတော်ကတော့ကြစွာမင်းကြီးရဲ့သမီးတော်တွေကတစ်ပါးဖြစ်ပါတယ်။ဒါကြောင့်ဒီကျောက်စာရဲ့ဖော်ပြချက်တွေကမှတ်ကန်နေဆိုရင်တော့မိဖုရားဖွာစောနဲ့နရတိဟာပတိမင်းတို့ကဆွေမျိုးတော်ဆက်သွားမှာပါအကြောင်းရင်းကတော့နရတိဟာပတိမင်းဟာလည်းကြစွာမင်းကြီးရဲ့ညီးတော်ဆက်တာကြောင့်သူမတို့ဇနီးမောင်နှံနှစ်ယောက်ကလည်းမောင်နှမဝမ်းခွဲတွေအဖြစ်တော်ဆက်သွားကြမှာဖြစ်ပါတယ်ဦးဇနာမင်းကြီးရဲ့တော်ကောင်းမှုကြောင့်ပကံမင်းနေပြည်တော်တွေကိုဝင်ရောက်ခွင့်ရရှိခဲ့တဲ့ကိုလုတ်တော်လေးစောလဝင်းကျောင်းကိုဆက်ပြောရမယ်ဆိုရင်တော့စောလဝင်းဟာနန်းတွင်းကိုရောက်ရှိပြီးတဲ့နောက်မင်းကြီးအနောက်မှာအလုတ်ကျွေးပြုခါစားခွင့်နဲ့ရရှိခဲ့ပြီးမင်းကြီးကလည်းလိမ္မာပါနှံ့မှုရှိတဲ့သူမကိုလုတ်တော်ကြီးအဖြစ်ချီးမြှင့်ခဲ့ပါတယ်။ဥဇနာမင်းကြီးနေရွာဆန်ပြီးတဲ့နောက်မှာတော့သားတော်အကြီးဖြစ်တဲ့
အိမ်ရှိဆန်တည်ရသူကနမ်းမွေနန်းလျာကိုဆက်ခံရမှာဖြစ်ပေမဲ့ငယ်စဉ်ရွယ်ကလေးကမြင်ခွေချီလို့ခေါ်ဝသမုတ်ခံခဲ့ရတဲ့သားတော်အငယ်ကသာထီးနှံဆက်ခံခွင့်ရခဲ့ပါတယ်။ထီးနှံဆက်ခံပြီးချိန်မှာတော့မင်းခွေချီဟာနရတေယပတိမင်းအဖြစ်ဘွဲ့နာမည်ခံယူခဲ့ပြီးမင်းခွေချီအနေနဲ့အခုလိုထီးနှံဆက်ခံခွင့်ရအောင်ကူညီပေးခဲ့သူကတော့ပကံခိရဲ့ထင်ရှားတဲ့အမတ်ကြီးတူဖြစ်တဲ့ရာဇတင်ကျဲမဲဖြစ်ပါတယ်။နရတေယပတိမင်းဘရင်ဖြစ်လာချိန်မှာတော့ခမဲတော်ဩဇနာမင်းကြီးရဲ့မိဖုရားငယ်ဖြစ်တဲ့စောလာဝန်ကိုမိဖုရားစောအဖြစ်ဆက်လက်တင်မြောက်ခဲ့ပြီးဒီအခါမှာသူမရဲ့နာမည်ကုံတရင်ဟာလည်းရခင်ကထက်ပုံမထင်ရှားကြော်ကြားလာခဲ့ပါတယ်။နရတေယပတိမင်းဟာထင်းနှန်းကိုလက်ဝဲပိုင်ဆိုင်ရပြီးချိန်မှာတော့သူ့ကိုဒီလိုအခြေအနေမျိုးထိရောက်ရှိအောင်ကုညီဆောင်မပေးခဲ့သူရာဇတင်ကျဲအမတ်ကြီးကိုကျေးဇူးမဆက်ချီးမြှောက်ခြင်းမရှိဘဲမေးလျော့နေခဲ့တာကြောင့်အမတ်ကြီးကလည်းစိတ်ဆိုးဒေါသထွက်ကပန်းမွတ်တယ်မြည်လို့မင်းကြီးကိုခေါ်ဆိုခဲ့ပါတယ်။နရတေယပတိမင်းရဲ့မေတော်ဟာဆိုရင်မြစ်တာရွာမှာပန်းမွတ်တယ်ရဲ့သမီးဖြစ်တာကြောင့်သူ့ကိုအခုလိုမျိုးခေါ်ဆိုသမုတ်တာဟာမျိုးရိုးကုံကိုထိပါစော်ကားတာဖြစ်တယ်လို့မင်းကြီးကသတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်လေအမတ်ကြီးကိုယာရုစီစိန်တို့ကဖယ်ရှားပြီးအောက်ရက်မှာရှိတဲ့ဒလားမျိုးကိုပို့ဆောင်စေခဲ့ပါတယ်။ဒါပေမဲ့ညံ့မျောမြင်ရှိပြီးစဉ်းစားတွေးခေါ်တတ်တဲ့မိဖုရားစောကမင်းကြီးကိုနောင်းဝင်အောင်ရှင်းလင်းလျှောက်တင်ခဲ့ပြီးအမတ်ကြီးကိုပကံနေပြီးတော့စီပြန်လည်ခေါ်ဆောင်စေနိုင်ခဲ့ပါတယ်။ရာဇဝင်ကျမ်းတွေရဲ့ဖော်ပြချက်တွေအရနရတေယပတိမင်းဟာမာနာကြီးအစာကြီးအမျက်ထွက်လွယ်ရုံမားတန်တရားများစာနာစိတ်နဲ့ဆိုတဲ့ဘရင်တစ်ပါးဖြစ်ပြီးဒီလိုမျိုးဘရင်ရဲ့တသက်မတ်သေးမဟုတ်တဲ့ထုတ်ပြန်ချက်တွေအမတ်တွေကိုတော့မိဖုရားစောကလိမ္မာပါးနှက်စွာကိုင်တွယ်နိုင်ခဲ့ပါတယ်။ဒါပြင်တန်တရားစိတ်တွေများပြားလွန်းတဲ့မင်းကြီးရဲ့ရုံမားမှုတွေကိုဉာဏ်ပညာနဲ့ကောင်းစွာလွတ်အောင်နေထိုင်နိုင်ခဲ့တယ်လို့အမိတ်ချမှတ်မှုမြန်ဆန်တဲ့မင်းကြီးကိုလည်းဆုံးဖြတ်ချက်တွေပြောင်းလဲအောင်နားချနိုင်ခဲ့ပါတယ်။ဒါကြောင့်လေသူမဟာရာဇပလီနောက်ွယ်ကနေရှုပ်ထွေးပွေလီလွန်လာတဲ့တိုင်းပြည်ရာကိစ္စရပ်တွေကိုစီမံနိုင်သူဟာတာညံရှင်သူဉာဏ်ပညာရှိသူချော်မောလှပသူမိဖုရားတစ်ပါးအဖြစ်ရာဇဝင်ဆရာတွေအသိမှတ်ပြုထားတာဖြစ်ပါတယ်။ခရစ်နှစ်1284ခုနှစ်သာသနာတက္ကရာ646ကိုရောက်ရှိချိန်မှာတော့ကုဗလိုက်ခန့်ဦးဆောင်တဲ့မွန်ဂိုတပ်တွေဟာမြန်မာနိုင်ငံစီကိုတိုက်ခိုက်ကျူးကျော်လာခဲ့ပါတယ်။ဒီအခါမှာနရတေယပတိမင်းကလည်းမခုခံနိုင်တော့တဲ့အစုံမိဖုရားတွေမောင်မမိတ်တန်တွေနဲ့ရဲမက်ပူပါအပေါင်းကိုခြံရံပြီးအောက်ပြီးအောက်ရက်မှာရှိတဲ့ပသိမ်စီကိုထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ဒီလိုမျိုးတရုတ်ရန်ကိုကြောက်ပြီးပြေးခဲ့ရတာကြောင့်လဲသူ့ကိုနောက်တစ်ချိန်မှာတရုတ်ပြေးမြင်လို့အမည်ခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။သာသနာတက္ကရာ648နဲ့649ခုနှစ်တွေမှာတော့မွန်ဂိုရီနဲ့စစ်ပြေးငြိမ်းခဲ့တာကြောင့်ပကံပြည်စီကိုပြန်တဲ့မပြန်တဲ့ဆိုတာကိုမိဖုရားစောနဲ့တိုင်ပင်ခဲ့ပါတယ်။ဒီအခါမှာမိဖုရားစောကအရှင်မင်းကြီးအနေနဲ့အခုအချိန်မှာပကံမင်းနေပြီးတော့စီကိုမပြန်တဲ့သေးချောင်းကိုကြိုးချောင်းစီလျော်စွာနဲ့ပြန်လည်လျှောက်တင်ခဲ့ပါတယ်။ဒါပြင်အရှင်မင်းကြီးရဲ့သားတော်တစ်ပါးဖြစ်တဲ့ပြည်မျိုးစားတည်ဟဲ့သူကသူ့ကိုဝက်လက်ခိုးမှသားလို့မကြကြည်စဲခေါ်ဝခဲ့တာနဲ့ပတ်သက်လို့အညိုရှိနေစေဖြစ်တာကြောင့်အခုအချိန်ပကံကိုပြန်လို့ပြည်မျိုးကိုဖျက်တမ်းတဲ့အခါမှာရန်မှုနိုင်တယ်လို့လည်းရှောက်တင်ခဲ့ပါတယ်။ဒါပေမဲ့နဟတေယပတိမင်းကြီးကမိဖုရားစောရဲ့နားချမှုကိုလက်သင့်မခံဘဲပကံပြည်ကိုပြန်လာရောက်ပြည်မျိုးကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့တည်ရသူကမိဖုရားစောရဲ့ကြိုတင်တွေးဆထားမှုအတိုင်းမင်းကြီးပွဲတော်တင်မဲ့စားတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့တာကြောင့်မင်းကြီးမှာကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတော့တယ်။နရတေယပတိမင်းကြီးနေရွာဆံပြီးနောက်မှာတော့မိဖုရားစောဟာသူမရဲ့ဩဇာအရှိန်ဝါနဲ့လွှမ်းမိုးမှုကိုကြဆင်းခြင်းမရှိအောင်ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း1289ခုနှစ်မှာမင်းကြီးရဲ့သားတော်တွေကတယောက်ဖြစ်တဲ့ဒလစာကျော်စွာကိုနန်းတင်ပေးခဲ့ပြီးကျော်စွာမင်းရဲ့မိဖုရားအဖြစ်လည်းခံယူခဲ့တယ်လို့ဆိုပါတယ်။အချို့ရာဇဝင်ဆရာတွေကတော့မိဖုရားစောဟာကျော်စွာမင်းရဲ့မိဖုရားဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကိုသဘောတူထားခြင်းမရှိကြပါဘူး။ကျော်စွာမင်းဟာခမဲတော်လက်ထက်တော်ကသူကောင်းပြုခဲ့ပူခဲ့ကြတဲ့ရှမ်းညီနောင်3ယောက်ဖြစ်သူအသင်ခေယောက်ရာဇသင်္ကြန်နဲ့တည်ရသူတို့ကိုမျိုးစားတွေအဖြစ်ယာတို့ပေးရခဲ့ပါတယ်။ဒါပေမဲ့ထီးနှဲတင်မိခဲ့တဲ့မိဖုရားစောကိုတော့အတိုင်ပင်မရှိသလိုလက်လူရှုနေစိမ့်ခဲ့တာကြောင့်မိဖုရားမှာစိတ်နာခဲ့ရပြီးအပြုတ်ပြုတ်အကွဲကွဲဖြစ်နေတဲ့ပကံမင်းနေပြီးတော့ကြီးကိုပြန်လဲစူးစီးနိုင်စွမ်းမရှိတဲ့ကျော်စွာမင်းရဲ့လောက်ရည်ကိုင်ရင်ပေါ်မှာလဲစိတ်ပြက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီအခါမှာတော့မိဖုရားစောဟာမျိုးစားတွေအဖြစ်ဖြစ်အသီးသီးအုပ်ချုပ်မင်းလုပ်လျက်ရှိတဲ့ရှမ်းညီနောင်3နဲ့တိုင်ပင်ပြီးမြေဆိုင်အရက်မှာ
ဖယားကူကျောင်းတွေကိုကြီးကျယ်စွာဆောက်လုပ်ပြီးမင်းကြီးကိုတာရုခေါ်ဖို့အတွက်ကြားရောက်စေလိုကြောင်းဖိတ်ကြားခဲ့ပါတယ်။ဖိတ်ကြားမှုတိုင်းမင်းကြီးကမြင်းဆိုင်ရက်ကိုရောက်ရှိတဲ့အခါမှာတော့မင်းကြီးကိုအတင်းဖမ်းချုပ်ပြီးခေါင်းရိပ်တင်ငန်းဝတ်စေခဲ့ကအဆိုပါကျောင်းမှာပဲအဆောက်အအုံတွေနဲ့နေစေခဲ့ပါတယ်။အဲဒီနောက်ပကံပြည်မှာတော့ကျော်စွာမင်းရဲ့သားတော်ဖြစ်တဲ့အသက်14နှစ်အရွယ်စောနစ်ကိုနန်းဆောင်မင်းအဖြစ်သာထားရှိခဲ့ပါတော့တယ်။နောက်နှစ်အနည်းငယ်အကြာမှာတော့မြန်မာနိုင်ငံအလဲပိုင်းမှာပဲပေးရနေပြီးတော့ဆိုရက်မင်းနေပြီးတော့အသစ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဒီလိုမျိုးမင်းနေပြီးတော့တစ်ခုထပ်ပေါ်လာတာဟာပကံမင်းဆက်ဟောင်းရဲ့ပြရုပ်တစ်ခုအဖြစ်ကျန်ရှိနေစေဖြစ်တဲ့မိဖုရားဖွားစောအတွက်တော့အပြည့်အဝကျေနပ်မှုမဖြစ်စေနိုင်ခဲ့ပါဘူး။ဒါပေမဲ့မတက်တာတဲ့အဆုံးမှာရှမ်းညီနောင်၃ရဲ့အစီအစဉ်တွေကိုလက်ခံခဲ့ရပြီးမှန်တမ်းရဆိုရင်အဆိုအရာကတော့ရှမ်းညီနောင်၃တွေကမှနောက်ဆုံးကျန်ရတဲ့အငယ်ဆုံးတည်ရသူဟာသာသနာတက္ကရာ684ခုနှစ်မှာပေးရမျိုးကိုမင်းနေပြီးတော့အဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။မြို့နယ်တယ်ပြီးချိန်မှာတော့နန်းဖွင့်နန်းသိမ်းအစရှိတဲ့အစီရင်ကိုနားမလည်ကြတာကြောင့်ပကံမိဖုရားဖွားစောကိုကြောက်ရောက်ပေးဖို့ရှောက်တင်ခဲ့ကြရပါတယ်။ဒါပေမဲ့ဖွားစောကတင်တို့ကောင်းစားသည်မှာကြားလေပြီအခုမှငါ့ကိုတတိယသည်ဆိုကပင်ဖိတ်ခေါ်ဆောင်ရာကိုလိုက်ခဲ့ခြင်းမရှိဘဲနောက်ဆုံးအကြိမ်ကြိမ်တောင်းမှန်ခါကြွားတော့မှသာလိုက်လာခဲ့ပြီးနန်းဖွင့်မင်္ဂလာအစရှိတဲ့မင်္ဂလာအခမ်းအနားအမျိုးမျိုးကိုစီမံပေးခဲ့ပါတယ်အဆိုပါခမ်းနားဟာလည်းပကံမှာပြုလုပ်ခဲ့တဲ့ပွဲတွေလိုပဲလွန်စွာကြီးကျယ်ခမ်းနားခဲ့ပြီးအနော်ရင်ထမင်းလက်ထက်ကလေးကရှိခဲ့တဲ့ရွှေတောက်ရည်တင်နဲ့ရွှေခါကျိုးတို့ကိုလည်းပေးခဲ့ကအသိတို့ဖုန်ကြီးပေးစွာလို့ဆိုခဲ့ပါတယ်မိဖုရားဖွားစောကစောလာဝင်ရဲ့ကွယ်လွန်တဲ့ခုနှစ်တက္ကရာကိုတော့ရာဇဝတ်ကျမ်းတွေမှာအတိအကျဖော်ပြထားခြင်းမရှိပေမယ့်ခရစ်နှစ်1313ခုနှစ်အတွင်းနဲ့အဲ့ဒီနောက်ပိုင်းနဲ့ဖြစ်နိုင်တယ်လို့အချို့တွေကတော့1259 1256ခုနှစ်အတွင်းဖြစ်နိုင်တယ်လို့ဆိုထားကြပါတယ်။ဖွားစောမှာနရတိဟာပတိမင်းနဲ့ရရှိတဲ့ရာဇသူဆိုတဲ့သားတော်တစ်ပါးထွန်းကားခဲ့ပေမဲ့အကြောင်းကြောင့်သားတော်အရင်ကိုထိနှံတင်ခဲ့ခြင်းမရှိပါဘူး။ရာဇသူမင်းသားဟာအရှင်မင်းကြီးနဲ့မိဖုရားကောင်တို့မှမွေးဖွားလာတဲ့တူရဲသောသားတော်ဖြစ်တာကြောင့်နန်းစင်နန်းလျာအရာဆိုရင်အိရှိဆန်မင်းသားအဖြစ်သတ်မှတ်ခံခဲ့ရမယ်သူပါဒါပေမဲ့နာတရားပတိမင်းလက်ထက်တော်မှာအိရှိမင်းသားကဘသူဖြစ်တယ်ဆိုတာကိုတိတိကျကျဖော်ပြထားခြင်းမရှိသလိုသားတော်ရာဇသူဟာလည်းမိခင်ဖြစ်သူဖွားစောထက်အရင်1292ခုနှစ်မှာကွယ်လွန်ခဲ့တယ်လို့သိရပါတယ်ဗဇက်ရာဇဝင်တို့ရဲ့အဆိုအရမိဖုရားဖွားစောရဲ့အကြောင်းအရာတွေကထူးခြားမှုတွေပြည့်နေပေမဲ့ကြောက်စာမှတ်တမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင်တော့ကွဲပြားနေတာကိုတွေ့မြင်ရမှာပါ။ဒါပြင်ပကံခေတ်မှာဖွားစောအမိခံမိဖုရားတွေက3ထက်မနည်းရှိခဲ့တာကြောင့်လဲတမိုင်းကြောင်ဆက်ဆက်မှုတွေကပုံမှန်ထက်ပိုပြီးရောထွေးမှုတွေရှိနိုင်ပါတယ်။ဒါပေမဲ့ဘယ်သူကမှငင်းဆန်လို့မရတဲ့အချက်တစ်ချက်ကတော့စောလာဝင်းခေါ်မိဖုရားစောဟာဆိုရင်သူခေတ်သူအခါမှာပကံထီးနှန်းကိုပညာရှိပြီးသားစွာနဲ့ကင်တွယ်ထိန်းချုပ်နိုင်ပြီးထေရှားကြော်ကြားတဲ့မိဖုရားတစ်ပါးအဖြစ်ရှိခဲ့တယ်ဆိုတာပါပဲအခုတင်ဆက်ပေးခဲ့တာကတော့မြန်မာရာဇဝင်မှာတောင်မှကမ္ဘာရာဇဝင်မှာပါမင်းဆက်တစ်ဆက်ကိုထူထောင်ခဲ့သူသို့မဟုတ်ဖြုတ်ချခဲ့သူမိဖုရားအနှဲငယ်တွေကတပါးအပါဝင်ဖြစ်တဲ့မိဖုရားဖွားစောအကြောင်းပဲဖြစ်ပါတယ်